မင်္ဂလာပါပြုံးလင်မှာအခန်းဖွဲ့များများနဲ့ကားပါကင်ကြဲကြဲနဲ့ landscaping ကောင်းကောင်းကိုကြိုက်တဲ့မိတ်ဆွေတွေအတွက်ဒါအခုအိမ်အစ်စ်လေးတစ်လုံးကိုအယောင်မိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဆွေတုံပြုံးလင်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်နေရာအနေနဲ့ကတော့ပြုံးလင်မျိုးရဲ့အနီးစခန်းလက်ပံကုန်းမှာတည်ရှိတဲ့လက်ပံကုန်းလမ်းသွယ်တစ်ထရကနေဝင်လာလိုက်တာနဲ့ရောက်တဲ့နေရာလည်းဖြစ်ပါတယ်ချန်ကျယ်ဝန်းအနေနဲ့ကတော့ပေ40-60ပုံမှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်တဲ့မြေပြင်မှာတော့ဒါမြေပူပါတဲ့အနေအထားမျိုးဖြစ်ပါတယ်ကားကလည်းချန်ဝင်းထဲမှာ3-4စီးလောက်ထားလို့ရမယ့်နေရာမျိုးဖြစ်တဲ့အနီးနားပတ်ဝန်းကျင်ဆိုရင်ဒါလူနေအိမ်ကြီးအစ်စ်လေးတွေနဲ့ပတ်ဝန်းကျင်ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်အခန်းပွဲအနေနဲ့ကတော့ master တခန်းနဲ့စင်ငယ်3ခန်းအောင်ပါရှိတဲ့အနေအထားမျိုးလေးဖြစ်တဲ့ဈေးနှုန်းကလည်းတကယ်ကိုတင်းတင်းနဲ့ဈေးလေး$2900နဲ့ညှိနှိုင်းပြီးတော့ရောင်းချပေးမယ့်အိမ်လေးလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအိမ်လေးကိုအထဲကိုလိုက်ပြပေးပါမယ်အောက်ထပ်မှာတော့ဒါအေကန်းရှိမယ်စင်ငယ်2ခန်းနဲ့မီးဘူးခန်းကွန်မန်တွိုင်းနဲ့ပါရှိတဲ့အနေအထားမျိုးလေးဖြစ်တယ်အိမ်ရဲ့ဝင်ချင်းမှာအေကန်းတစ်ခုကိုတွေးရမယ်အိမ်ကလည်းစီးဖြူအောင်တုတ်ထားပြီးတော့အောက်ကကြွေပြားကလည်းစီးဖြူအောင်ဆိုတော့ဘယ်လိုပြောရမလဲလင်းလင်းရှင်းရှင်းရှိတဲ့ပုံစံမျိုးလေးလည်းဖြစ်တယ်ဒီဘက်မှာတော့ဒါလေကားအနေနဲ့ဖြစ်မယ်လေကားရဲ့ဘေးမှာလည်းဒါအောက်ကစတူဂန်လှုပ်လို့ရမယ်ပုံစံနေရာမျိုးလေးလည်းတည်ရှိတယ်ဒီဘက်ကတော့ဒါစင်ငယ်ကန်းတွေကလည်းလင်းလင်းရှင်းရှင်းလေးလည်းရှိတယ်လင်းရောင်လည်းကောင်းသလိုအခန်းနေထားလည်းသူ့ဟာနဲ့သူကျင်ဝန်းတဲ့အတိုင်းအတာမျိုးလေးဖြစ်တယ်။အောက်ထပ်မှာတော့ဒါစင်ငယ်2ခန်းပါရှိမယ်။အိမ်ရဲ့အနောက်ထဲမှာတော့ဒါ dining kitchen ဖြစ်ပါတယ်။ dining kitchen ကလည်းကျယ်ဝန်းတာမဟုတ်ဘူး။ထမင်းစားဖို့အတွက်ရောဟင်းချက်ဖို့အတွက်ရောကျယ်ဝန်းတဲ့အတိုင်းအတာလေးလည်းဖြစ်တယ်။ command toilet အနေနဲ့ပါရှိပြီးတော့ command toilet ကလည်းဒါလင်းလင်းရှင်းရှင်းလေးရှိတဲ့ပုံစံမျိုးလေးလည်းဖြစ်ပါတယ်။လေကားဝင်အနေနဲ့ကလည်းဒါကျယ်ဝန်းတဲ့အတိုင်းအတာလေးကိုတွေးရတယ်၄ပေလောက်ထားပေးတာဆိုတော့ပစ္စည်းအတင်ချအတွက်ကိုအဆင်ပြေမဲ့သဘောမျိုးရှိတယ်အပေါ်ဓာတ်မှာကတော့ဒါ shrine room ရဲ့ single တခန်းရဲ့ master တခန်းရဲ့ထပ်ပြီးပါရှိတဲ့အတိုင်းအတာမျိုးလည်းဖြစ်ပါတယ်ဒီဘက်ကတော့ဒါအေကန်းအနေနဲ့ထားလို့ရမယ်အပြင်ဘက်က view ဆိုလဲတောင်ပေါ်မြို့ရဲ့ vibe ကိုခံစားလို့ရအောင် view အနေနဲ့ကလည်းလာတယ်ပတ်ဝန်းကျင်ဆိုလဲဒါလူနေအိမ်ကြီးအစ်စ်လေးတွေနဲ့တည်ရှိတဲ့ပတ်ဝန်းကျင်ဖြစ်ပါတယ်ဒါတော့ဘုရားကန်းအနေနဲ့ထားလို့ရမယ့်အခန်းဖွဲ့အနေထားဖြစ်တယ်ဒီဘက်မှာတော့ဒါနောက်ထပ် master တခန်းပါရှိတာဖြစ်ပြီးတော့ master ခန်းဖွဲ့အနေနဲ့လည်းကျဲတယ်ဘေးဘက်ဝန်းကျင်လည်းဒါ view လေးတွေကြည့်လို့ရတဲ့နေရာမျိုးလေးလည်းဖြစ်ပါတယ်နောက်ထပ် single တခန်းအနေနဲ့ထပ်ပြီးပါရှိတယ်အခန်းဖွဲ့အနေနဲ့ကတော့ master တခန်း single 3ခန်းနဲ့ဘုရားကန်းတခန်းတောင်ပါရှိတဲ့အတိုင်းအတာမျိုးလည်းဖြစ်ပါတယ်အေခန်းကလည်း2ခန်းတောင်ပါတယ်ချန်ဝင်းအနေနဲ့ကလည်းဒါ40-60ကိုမြေပူအနေနဲ့ပါရှိပြီးတော့ RC နှစ်ထပ်တိုက်အသစ်ဖြစ်တဲ့ပတ်ဝန်းကျင်မှာလည်းလူနေအိမ်ကြီးအသစ်တွေနဲ့ဖြစ်ပြီးတော့ဒီအိမ်လေးကိုစိတ်ဝင်စားနေဆိုရင်ခေါ်ဆိုရတဲ့ဈေးနှုန်းက$2900ကိုပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရပါမယ်အားလုံးကျေးဇူးတင်ရှိပါတယ်ဗျ